ဒီလက်မစစ်ကိုအကုတ်ဆန့်လုပ်တဲ့အကျော်လေးပေါ့ဒီအကျော်လေးကရောင်းတာဒီယောဂါကကျတော့တာမန်ကြည့်လို့ရှိရင်ပို့ပေါ်ပါလေးပဲအောင်မြင်အမှန်တကယ်ဒီယောဂါကဖြစ်လို့ရှိရင်ကုသကနည်းနည်းခက်တယ်ကြားတယ်ဘာလို့လဲဆိုတော့ဒီအကျော်လေးကဒီအပေါ်အဖုံးထုတ်ထားတဲ့ရှီလေးတွေကသူကကျုံကဆန့်တာထွက်လာဆိုတော့ normal လုပ်ငန်းကျွန်တော်တို့လက်အကုတ်ဆန့်လုပ်တဲ့လုပ်ငန်းကိုလုပ်နေရင်သူကရောင်းတာမကြတော့အဲ့တော့ကြောင့်မလို့ဒီလက်ကိုမြင်မြန်ရောင်ကြဖို့ဆိုရင်ဒီလက်အကုတ်ဆန့်လုပ်တဲ့လုပ်ငန်းမှန်သမျှအကုန်နားပေးထားတယ်အဲ့တော့မှအရောင်မြင်မြန်ကြတယ်ဗျကုထုံးကတော့ကျွန်တော်ဒီအလက်အရွတ်ရောင်တာကြတယ်မယ်ကုထုံးတွေပေါ့ဒီအရွတ်ကိုလာတွေ့ထားတဲ့ကြွက်သားတွေရောတစ်ဆက်တည်းအယောင်ကြတဲ့ကုထုံးတွေကျွန်တော်တို့စေးချက်ထုတ်ကုထုံးတွေစေးစီလိမ့်ငယ်ဟာတွေလိုရရင်ကျွန်တော်တို့ဒီမှာစေးငွေဖြန်းတဲ့ကုထုံးတွေပေါ့အတားရောင်နေဆိုရင်ဒီရောင်နေတဲ့နေရာကိုတားထိတွေ့လုပ်လို့မရဘူးဆိုရင်အဝေးကနေပဲစေးငွေနဲ့အယောင်ကြအောင်အရင်လုပ်တယ်ဒုတိယနေ့လောက်တော့မှပဲကျွန်တော်စေးချက်ထုတ်ကုထုံးတို့အဆိုင်ကုထုံးတွေတုံးပြီးရပြစေးစီကုထုံးတွေဟုတ်ကဲ့ယောဂတိုးတက်မှုကတော့ပထမဖြစ်စမှာဆိုရင်ဒီကျွန်တော်တို့ဒီလက်ကတားရောင်နေတဲ့အတွက်ကြောင့်မလို့ normal လုပ်ငန်းလေးတွေပေါ့ဥမာသမင်းစားဇုံးကင်တာတို့တော့ဖွင့်တာတို့ကျယ်သီးတက်တာတို့ဒါလေးတွေကိုလုပ်လို့မရဘူးတားရောင်နေတဲ့ကြောင့်အခုတော့ကုထုံး3ရက်လုပ်ပြီးတော့တွင်းမှာဆိုရင်ကျယ်သီးတွေပါပြန်တက်လို့ရပါပြီဇုံးတွေပါကင်လို့ရပြီတော့ဖွင့်လို့ရပါအဲ့လိုမျိုးတိုးတက်မှုရှိဟုတ်ကဲ့ပါ